စပိန်ကိုအများဆုံးအသုံးပြုတဲ့နိုင်ငံကတော့နယ်သာလန်ဖြစ်ပါတယ်။နယ်သာလန်လူမျိုးတွေဟာဗျမ်းမြအားဖြင့်လူတဦးကိုစပိန်တစ်စီးထက်မကပိုင်ဆိုင်ကြပြီးနေ့စဉ်သွားလာရေးအတွက်စပိန်ကိုအဓိကထားအသုံးပြုကြတာပါ။ဆိုင်ကယ်ကိုအများဆုံးအသုံးပြုတဲ့နိုင်ငံကတော့ဗီယက်နမ်ဖြစ်ပါတယ်။ဗီယက်နမ်ရဲ့မြို့ကြီးတွေမှာဆိုင်ကယ်ဟာသွားရေးလာရေးအဓိကကျတဲ့သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ကမ္ဘာပေါ်မှာတရားဝင်အသိအမှတ်ပြုထားတဲ့ပြည်နယ်အနေနဲ့အသေးဆုံးပြည်နယ်လို့သတ်မှတ်ဖို့ခက်ခဲပါတယ်။ဒါပေမဲ့နိုင်ငံတစ်ခုရဲ့အစိတ်အပိုင်းအဖြစ်တည်ရှိတဲ့အသေးဆုံးနယ်မြေတွေရဲ့တစ်ခုကတော့ဗာတီကန်စီးတီးဖြစ်ပြီးသူကနိုင်ငံငယ်တစ်ခုလည်းဖြစ်ပါတယ်။ကမ္ဘာကြီးသောပြည်နယ်ကတော့ရုရှားနိုင်ငံရဲ့ဆိုက်ဘေးရီးယားဒေသပဲဖြစ်ပါတယ်။သူဟာဧရိယာအပြင်အလွန်ကျယ်ဝန်းပြီးရုရှားရဲ့89%လောက်ကိုလွှမ်းခြုံထားပါတယ်။ရေရှားပါးသောနိုင်ငံကတော့ကာတာဖြစ်ပါတယ်။ကာတာမှာသဘာဝရေချိုရည်မြစ်တွေမရှိသလောက်ကိုရှားပါးတာကြောင့်ပင်လယ်ရေကိုစစ်ထုတ်ကရေချိုထုတ်လုပ်ပြီးအသုံးပြုရပါတယ်။တန်ဇာတာပေါ်ကျွယ်ဝါသောနိုင်ငံကတော့မိတ်ဆွေတို့ရဲ့ချစ်တော်ရုရှားပဲဖြစ်ပါတယ်